2020ကလို့ final မှာပြင်သစ်နဲ့အာဂျင်တီးနားတို့တွေ့ဆုံမှုခက်မယ်ဆိုတဲ့အတိုင်းပဲကျွန်တော်တနေ့ကပြောဆိုခဲ့ပါတယ်အဲ့လိုပဲမင်းညကတော့ပြင်သစ်က final ကိုတက်ခွင့်မရခဲ့ပါဘူးဒီညမှာတော့အာဂျင်တီးနားရော final ကို2ချိန်ဆက်တက်ခွင့်ရသွားမလားဆိုတာကျွန်တော် MFTN ဝေကျူသုံးသက်ချက်လေးလုပ်ပြီးတော့မှဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော် MFTN မှာမနေ့ကသုံးသက်ခဲ့တဲ့ပွဲမှာပြင်သစ်နဲ့စပိန်ကိုကျွန်တော်ပြင်သစ်ကိုတရေလောက်1-1လောက်ခံမှန်းခဲ့ပေမဲ့ကျွန်တော်လွဲချော်ခဲ့ပါတယ်ဒီနေ့မှာတော့ကျွန်တော်အာဂျင်တီးနားနဲ့အင်္ဂလန်ကိုကျွန်တော်ရဲ့အမြင်ကိုယ်ပိုင်အယူအဆချက်လက်လေးတွေကိုတင်ပြဆွေးနွေးသွားမှာဖြစ်ပါတယ်ပထမဆုံးထူးခြားတာကကျွန်တော်တို့ပြင်သစ်ကမော်ရိုကိုကို2-0နဲ့နိုင်တယ်ပြီးတော့စီမီတက်တယ်စပိန်ကဘယ်ဂျီယံကို2-1နဲ့နိုင်ပြီးတော့စီမီတက်တယ်နှစ်သင်းလုံးကချက်ကြီးတွေဘော်ဒီတွေအောင်ပြီးမှတက်လာပြီးမင်းညက 1.3 ratio ရာစပိန်ကအောက်ကြီးကိုအောက် BS no နဲ့ Z2 ဆိုပြီးယူသွားပါတယ်အဲ့ဒီတစ်ချက်ကကျွန်တော်အတွေးမှားတယ်အတွေးလေးလိုသွားပါတယ်ဒါကြောင့်ကျွန်တော်ဗီဒီယိုတိုင်းမှာထည့်ထည့်ပြောတယ် brother တို့ရဲ့အမြင်အတွေးယူဆလေး comment ပေးခဲ့ပါလို့ကျွန်တော်အမြဲတမ်းဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်အဲ့လိုပဲကျွန်တော်နောက်တစ်ချက်က3ချိန်ဆက်ကဘာဖလားမှာ final ထိတက်ဖို့ခက်ခဲသွားတဲ့အတွေးမျိုးပြင်သစ်ကိုကျွန်တော်ထည့်သွင်းစဉ်းစားရမှာပါမင်းညာကလိုအပ်တဲ့အချက်လက်လေးပေါ့ brother ရေနော်အဲ့လိုပဲကျွန်တော်တို့ပြင်သစ်ကမော်ရိုကိုလည်းအောင်ထားတယ်စပိန်လည်းအောင်ထားတဲ့အတွက်စပိန်ကဘယ်ဂျီယံအောင်ထားတဲ့အတွက်မင်းညာကပြင်သစ်ကိုစပိန်ကနေအောက်ကြီးယူသွားတာပါထို့အတူပဲကျွန်တော်တို့ဈေးတန်းကလည်း -30 နဲ့3လုံး80လောက်သွားတဲ့အတွက် 1120Z2 ကျွန်တော် detail analysis တေချာလေးပြောခဲ့ပါတယ်ဈေးကွက်အတက်အကျလေးတွေကအရန်စကားပြောပါတယ်ကျွန်တော်လိုချင်တဲ့11ကိုဆွဲကတ်မသွားတာတခုပဲပေါ့နော်โอเคထားပါတော့ Z2 ဆိုရင်ဒါဈေးတန်းမှန်တယ်ဗျမရိုင်းပါဘူးလုံးဝမှန်ပါတယ်เนาะโอเคနောက်တစ်ချက်ကကျွန်တော်တစ်ဖက်မှာရှိတဲ့အင်္ဂလန်ကကျတော့နော်ဝေးကို1-1နဲ့စီမီတက်လာတယ်လို့အာဂျင်တီးနားကဆွစ်ဇာလန်ကို1-1နဲ့ပဲစီမီတက်လာတာမို့နှစ်ပွဲလုံးကအောက်ကြီးတွေကြီးဖြစ်လာတယ်ဗျ BDA ရဲ့ yes တွေကြီးဖြစ်လာတယ်အဲ့တော့ဒီနေ့ညမှာရောအထက်ကြီးမိသွားနိုင်မလားကျွန်တော်စိတ်ဝင်စားပါတယ်โอเคပါဈေးတန်းရာကတော့အင်္ဂလန်က -20 နှလုံး20ရှုံးပေးတဲ့အတွက်ကိုအောက်ဈေးတန်းဆိုတာမြင်သာပါတယ်တခုရှိတာကကျွန်တော်တို့ -20 နှလုံး20အဝေးကွင်းပုံစံမျိုးကဖောင်ရတာပေးရင်ဒီပွဲက 2-3-3-2 ထီတောင်မှဂိုးပေါ်တဲ့ formula ရှိပါတယ် formula number 4ဆိုပြီးကျွန်တော်မျှဝေပေးခဲ့ပူပါတယ်ဒါကတော့အဝေးကွင်းဘက်ကပေးလိုက်ပေါ့အခုမှဗျာကျွန်တော်အင်္ဂလန်ကိုရှေ့ရရေးမထားဘဲနဲ့အာဂျင်တီးနားကိုရှေ့ရရေးပြီးအင်္ဂလန်ကိုအဝေးဘက်ကနေရေးမယ်ဆိုရင်ဒါကျွန်တော်အဝေးကွင်းပုံစံမျိုးနဲ့ဒါဈေးကွက် market တီးမှာဆိုရင်ဒါအဲ့လိုယူလိုက်လို့ရှိရင်ဒါအချိန်မီ 2-3 duty သွားလို့ရတယ်ကွာအိမ်ဝင်းဆိုတော့နည်းနည်းတော့ risk တော့များတာပေါ့ကိုပေါင်းက formula ညရင်အချိန်မီပေါ်မယ်ဈေးတန်းမြင်လိုက်တာနဲ့အောက်တယ်တစ်ချက်ရှိတာက brother မနေ့ကစပိန်ကအောက်ကြီး go out BDS no ဖြစ်ထားတယ် brother မဖြစ်မနေ choice လုပ်ပြီးယူရမှာက BDS yes ဒါမှမဟုတ်ရင်အထက်ကြီး body ဒါမှမဟုတ် go အပေါ်မဖြစ်မနေတစ်ခုကမိကိုမိပေးရမှာပါ brother ဒါကကျွန်တော် theory ဘိုင်းမှာဒါဆိုရင်ဈေးတန်း formula ရတယ်ဟုတ်ပြီထားလိုက်တော့ဝေခွင့်ရဆိုရင်တော့ go ပေါ်တယ် brother အိမ်ခွင့်ရအောင်အိမ်ခွင့်ရဆိုရင်တော့ပုံမလင်းပြောရင် go အောင်ဈေးတန်းကြီးဈေးတန်းကြီး go အောင်ဈေးတန်းကြီး brotherโอเคဒါဆိုကျွန်တော်ကြည့်ဟာမှုကြည့်အောင်အင်္ဂလန်ကတောင်အမေရိကအသင်းဖြစ်တဲ့ဥရုဂွေးကိုတလုံးတည်ပေးခဲ့တယ်1-1မကြတယ်တောင်အမေရိကအသင်းကိုအင်္ဂလန်မနိုင်ခဲ့ဘူးအာဂျင်တီးနားကဥရုဂွေးနဲ့အဆင့်2ဆင့်3ဆင့်ကွာတယ်ကြေးပေးတဲ့အနေထားမှာအိမ်ဝင်းအဝေးကွင်း -50 ပေးကြတာတဲကြီးယူလဲရတယ်သဘောတရားအာဂျင်တီးနားနဲ့ဥရုဂွေးဒါမှမဟုတ် -50 အာဂျင်တီးနားကွင်း -50 ဥရုဂွေးကွင်းမှာတော့ -50 ဒါမျိုးလောက်ပဲဒါဆိုရင် -50 ပဲထားတွက်အောင်အင်္ဂလန်ကဥရုဂွေးကိုတစ်တည်ပေးခဲ့လို့အင်္ဂလန်ကအာဂျင်တီးနားကိုအနည်းဆုံးတစ်လုံး50တီပေးလို့ရပါတယ်ဒါကဈေးတန်းဟာမှုကိုကျွန်တော်ကိုပိုင်တွက်ချက်ပြပေးတာပါမနေ့ပြင်သစ်ပွဲမှာလည်းကျွန်တော်တောင်အမေရိကအသင်းဈေးတန်း formula ရဲ့လက်ရှိခြေစွမ်းပိုင်းအရာတွက်ချက်ပြခဲ့သလိုဥရောပအသင်းတွေဘယ်ဂျီယံလို့ဘာလို့နဲ့ compare လုပ်ပြတယ်မိသွားတာကတောင်အမေရိကတင်တဲ့လက်ရှိခြေစွမ်းကမ္ဘာဖလားမှာကန်ခဲ့တဲ့ခြေစွမ်းအရာပဲခြေတန်းအရန်ပြော့တယ်လို့ပြောခဲ့တဲ့အတိုင်းပဲစပိန်ကအခွင့်အရေးရရှိသွားတာပါဒီလိုပဲကျွန်တော်အင်္ဂလန်ကတကယ်လို့အာဂျင်တီးနားကိုတလုံး50ထိပေးလာနိုင်လားဆိုတော့လေခြေတန်းဟာမှုရအဲ့လောက်တော့ပေးလို့ရတယ်ဒါပေမဲ့ဒီလိုအဆင့်အနေထားဒီလိုခြေစွမ်းမျိုးနဲ့တလုံး50ဆိုတာကြည့်မကောင်းပါဘူး
တဘောတရားအဲ့တော့မိုင်းနဲ့90လောက်ထိပေးရင်တော့ပွင့်လင်းပြောရရင်လှတယ်မိုင်းနဲ့90ဆိုရင်လည်းထိုးသားကတော်တော်လေးစောင်းပါအကြီးဟိုအင်္ဂလန်ကိုလေမိုင်းနဲ့90ဆိုတေချာပေါက်စောင်းပါမိုင်းနဲ့20ဆိုတော့ထိုးသားစောင်းမှကြောင်းလို့ပဲဒီလိုလေးခေါ်ထားတာလားဘာကြောင့်လဲ ranking ကအင်္ဂလန်က4အာဂျင်တီးနား1ဒါပေမဲ့4ကပြန်ပေးလာတယ်လေ brother ရဲ့ဒါမှတွေးလို့ရတယ်နောက်တစ်ချက်ကထိုးသားပါစက်မှာဆိုအာဂျင်တီးနားရဲ့ Messi fan တွေကအရင်များတဲ့အတွက်ကျွန်တော်တို့ဘယ်လိုပြောမလဲမနေ့ကဆိုရင်ကျွန်တော်စပိန်က Orient ပေးသက်တွေအရင်များတယ်ပေးသက်အားတောင်းတင်းတယ်ပြင်သစ်တဲ့ဆိုင်ရင်တဘောတွေကပြီးလို့ရှိရင်ဒါအာဂျင်တီးနားမှာကျတော့ဒါစပိန်လိုပဲအင်္ဂလန်ထက်ပေးသက်များသွားမလားဒါမျိုးတွေကျွန်တော် compare လုပ်လို့ရတယ်နောက်တစ်ချက်ကကျွန်တော်ကြိုက်ဆုံးကနှစ်သိန်းတွဲဆုံမှုမှာအေးစစ်စစ်လေးနဲ့တော့ပြီးသွားမယ်မထင်ဘူးဒီဘွဲကတမိုင်းစင်လာကြီးများတော်လေးရှိခဲ့တဲ့အတွက်ဒီဘွဲကတော်တော်လေးလဲကြည့်ကောင်းပဲကျွန်တော်အကြိုက်ဆိုရင် brother စိတ်မဆိုးပါနဲ့ကျွန်တော်2ရက်ဆက်ကြာကောင်းကြာနိုင်သည်ရှိတော့ကျွန်တော် BDS ဒါမှမဟုတ်အထက်ကြီးဒါမှမဟုတ် goal ball တစ်ခုရွေးရမှာဖြစ်တဲ့အတွက်ကျွန်တော်အင်္ဂလန်ကိုရွေးချယ်ပါတယ်အနည်းဆုံးကတော့ဗျာ1-1-2-1မျိုးခံမှန်းပါတယ် brother okay ပါဒါကျွန်တော်ရဲ့အမြင်ပါကျွန်တော်ရဲ့အမြင်ချက်လက်လေးကိုအသေးစိတ်ကြည့် analysis လုပ်ပါတယ်ကျွန်တော်တခုမြင့်တာရက်ခံတာကကျွန်တော် Messi ကိုဘက်ကန်တာမျိုးအာဂျင်တီးနားကိုဘက်ကန်တာမျိုးမဟုတ်ဘူးမနေ့ကပြင်သစ်ကလာတက်ခင်တေချာပေါအာဂျင်တီးနားကိုဘက်ကန်မှာပါ2ရက်3ရက်ကြူပြောခဲ့တယ်ပြင်သစ်မတက်သွားဘူးစပိန်တက်သွားတဲ့အတွက်အောက်ကြီးကိုအောက်ယူသွားတဲ့အတွက်ကျွန်တော်ထက်ကြီးကိုပေါ်အနေထားမျိုးမှာအင်္ဂလန်ကို choice လုပ်ပါပါတယ်ကျွန်တော် MFD and my brother ရဲ့ comment အကြိုက်လေးကိုပြောခဲ့ပေးလို့ရပါတယ်ကျွန်တော်အတွက်ဖူးသူတရပါတယ်နောက်ဗီဒီယိုမှာကျွန်တော်အကောင်းဆုံးနေတဲ့ပြန်လည်ရွေးချယ်နေ့စဉ်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်အားပေးတော့တယောက်ချင်းစီတိုင်းကျေးဇူးအရင်တင်ပါတယ်ကျွန်တော် MFD and